မြော်စေခြင်းသည်ခနောင်းတော်တစ်ဖက်ကံလာရွာဦးကျောင်းမှာဗုဒ္ဓဂါယအလားဗုဒ္ဓကိုဘွားအတိဓာကိုဝေသည်ထိုင်တော်မူဖရာကြီးညိုတရာပွားသက်ပေလုံးဖရာဘူးသူငါနေညာမစေသူမြတ်တဲ့ဖရာလို့ကိုဆိုကြပြန်သည်တကယ်လေသူသည်ဆူတောင်းပြည့်တူလာထိုင်တော်မူလာရောက်လို့ပူညော့စေခြင်းသည်ခနောင်းတို့တစ်ဖက်ကံလာရွာဦးကျောင်းမှာဗုဒ္ဓဂါယအလားဗုဒ္ဓကိုဘွားတိဓာကိုဝေသည်ထိုင်တော်မူဖရာကြီးညိုတရာပွားတက်ပေလုံးဖရာဘူးသူငါနေညာမစေသူမြတ်တဲ့ဖရာလို့ကိုဆိုကြပြန်သည်တကယ်လေသူသည်ဆူတောင်းပြည့်တူလာထိုင်တော်မူ1384မှာစတင်တည်ရခဲ့လေသည်ဘုရားတကားကြီးဦးတင်ရွှေနဲ့ဘုရားတကားမတို့ညွန်းတို့အာယေစုကလူတကားမတို့စမ်းချစ်တို့ထူးမြတ်တဲ့ပါရမီဗုဒ္ဓဂုဏ်ကြီးမြတ်ဘုရားသည်ရွှေရောင်ဝင်းလောတွင်လင်းတောက်ပြီးအလှရှင်ရင်နဲ့ပီတိများစွာမုန်နိန္ဒာပိပဝရာအတုလမုနီရုပ်ပွားတော်ကိုကြီးဘုရားလောနာမီကျော်လာခဲ့ပါဆွေတဟာမြတော်လိုရပြေကိုစုတောင်းကြမယ်နော်လာခဲ့ပါဘုရားဘူးမိုက်ဆွေတဟာလာကြပါစုတောင်းလေးပြည့်နေမှာလာခဲ့ပါဘုရားဘူးမိုက်ဆွေတဟာလာကြပါစုတောင်းလေးပြည့်နေမှာလက်ဆက်တော်လေကောင်းလေးတန်းရှူရှဲရမှာအမှန်မုံစေတံညာစေတံတန်းရှင်းစွာစားသုံးကြရမှာရောက်လို့ပူညော့စေခြင်းသည်ခနောင်းတို့တစ်ဖက်ကံလာရွာဦးကျောင်းမှာဗုဒ္ဓဂါယအလားဗုဒ္ဓကိုဘွားတိဓာကိုဝေသည်ထိုင်တော်မူဖရာကြီးညိုတရာပွားတက်ပေလုံးဖရာဘူးသူငါနေညာမစေသူမြတ်တဲ့ဖရာလို့ကိုဆိုကြပြန်သည်တကယ်လေသူသည်ဆူတောင်းပြည့်တူလာထိုင်တော်မူ1384မှာစတင်တည်ရခဲ့လေသည်ဘုရားတကားကြီးဦးတင်ရွှေနဲ့ဘုရားတကားမတို့ညွန်းတို့အာယေစုကအလူတကားမတို့စမ်းချစ်တို့သူမြတ်တဲ့ပါရမီဗုဒ္ဓဂုဏ်ကြီးမြတ်ဘုရားသည်ရွှေရောင်ဝင်းလောတွင်လင်းတောက်ပြီးအလူရှင်ရင်နဲ့ပီတိများစွာမုန်နိန္ဒာပိပဝရာအတုလမုနီရုပ်ပွားတော်တကိုးကြီးဘုရားလောနာမီကျော်
လာခဲ့ပါဆွေသားများတော့လိုရပြေဖို့စုတောင်းကြမင်းတော်လာခဲ့ပါဘုရားဘူးမိုက်ဆွေသားလာကြပါစုတောင်းလေးပြည့်စင်မှာလာခဲ့ပါဘုရားဘူးမိုက်ဆွေသားလာခဲ့ပါစုတောင်းလေးပြည့်စင်မှာလက်ဆက်တော်လေးကောင်းလေးသက်ရှူရှင်းရမှာမှန်မုံစေးတန်းညာစေးတန်းတန်းရှင်းစွာစားသုံးကြရမှာ